အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရုပ်ထင်မှာဒီနေ့2025လေးလပန်း16ရက်နေ့မနေ့ခင်သတင်းထုကိုတင်ဆက်ပေးအောင်မယ်ပထမဆုံးကတော့အခုတလောစစ်ကောင်စီကတကြံကာလမှာပြည်သူတွေစုဝေးမဲ့နေရာဖောင်းကြီးကျောင်းတွေကိုအဓိကထားပြီးတော့လေကြောင်းတက်ခတ်မှုတွေစစ်တပ်ကိုလှုပ်ဆောင်နေပါတယ်ဧပြီလ14ရက်နေ့ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်ရေလေဖောင်းကြီးကျောင်းကိုစစ်တပ်ကလေရင်ဖြတ်ဘောင်းကျဲတက်ခတ်ခြင်းကြောင့်အသက်9နှစ်အရွယ်ကိုရင်ငယ်တပတ်နဲ့တန်ရာတပတ်အပါဝမ်းတောင်းဦးပြင်းထန်တဲ့ရရှိပြီးတော့ဖောင်းကြီးကျောင်းပျက်စီးပြကြခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါကစစ်ကောင်စီကခုတလုံးမှာပြည်သူတွေရဲ့ဥအိမ်တွေမကဘဲနဲ့အခုဖောင်းကြီးကျောင်းတွေဖျားကျောင်းတွေကိုခရိယန်ဖျားကျောင်းတွေကိုအဓိကထားပြီးတော့တော်လိုင်းထင်းချို့တဲ့နေရာမှာကစစ်တပ်ကိုဘုံကျင်းမှုတွေလှုပ်ဆောင်နေပါတယ်အဲ့ဒါအပြင်အခုကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတော့မြို့ကနင်ကျေးရွာဖောင်းကြီးကျောင်းကိုစစ်ကောင်စီတပ်ကလေရင်ဖြန့်ဘုံကျဲတက်ခတ်ခဲ့ရမှာပြည်သူ6ဦးထက်မနည်းသေဆုံးပြီးသေဆုံးသူအရေအတွက်တူးလာနိုင်ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဒါကမနေ့ကတကြံအကြက်နဲ့မှာဧပြီလ15ရက်နေ့ပေါ့နော်နနက်7:50မိနစ်ခန့်အချိန်မှာစစ်ကောင်စီကကရင်ပြည်နယ်ကပေါ့နော်ကိုကရိတ်မြို့နယ်ကျုံတော့မြို့မှာရှိတဲ့ကနင်ကျေးရွာဖောင်းကြီးကျောင်းကိုလေရင်ဖြတ်ဘောင်းကျဲတက်ခတ်မှုတွေလှုပ်ဆောင်နေတာလို့သိရှိရပါတယ်ဒီတက်ခတ်မှုမှာသေဆုံးတာကကားပေါ်မှာ3ဦးဖောင်းကြီးကျောင်းပေါ်မှာ3ဦးအလောင်းထက်တွေတန်ရ4ပါးနဲ့ဥပုပ်သီလယူနေတဲ့ပြည်သူ20ကျော်ဒဏ်ရရတယ်အခုထက်ထိလေရင်တွေကဝင်းနေတော့ပဲတက်ပွေးတွေကတော့ဖြစ်နေတော့နေမီမအေးချမ်းမှုဟုဒေတာပြည်သူတို့ကပြောဆိုပါတယ်ဒါကလက်တလောဧပြီလ14ရက်နေ့ကညနေပိုင်းမှာစတင်ကကော့ကရိတ်မြို့နယ်ကျော်တော်လမ်းဘက်မှာရှိတဲ့ကျေးရွာမြတ်ကိုစစ်ကောင်စီတပ်ကဟောဝေစာအမြော့တင်ကားတစီးပြန်လက်လံပစ်ခတ်တက်ခတ်နေပါတယ်အတွက်စစ်စင်ရေကိုကဲမှုဌာနချုပ်စကခစစ်နဲ့အနီးမှာရှိတဲ့ရင်ကွေးတောင်နေရာတဝက်ကို KLLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တက်ခတ်ခဲ့တော့တက်ခတ်နေကြောင်းဧပြီလ15ရက်နေ့နနက်အစိုးပိုင်းမှာအထိတက်ပွဲမှာဆက်လက်ဖြစ်ပွားနေပါတယ်လို့သိရှိရပါတယ်ဒါက15ရက်နေ့အထိပေါ့နော်တက်ပွဲဖြစ်ပွားနေပါတယ်လို့သိရှိရပါတယ်ဒီတက်ပွဲမှာတော့စစ်ကောင်စီတပ်ဖွဲ့တွေကိုတက်ခတ်မှုမှာတော့တော်တော်လေးကိုစစ်ကောင်စီတပ်ဖွဲ့အထိနာတယ်လို့သိရှိရပါတယ်ဆိုတော့ဒီကတက်ပွဲကပြင်းထန်နေစေအခုချိန်ထိတော့ကျွန်တော်တို့အသေးစိတ်တော့မသိရသေးဘူးဒီဟာကပြည်သူတွေလည်းစစ်ပေးရှောင်နေလို့သိရှိရပါတယ်ဆိုတော့နောက်တစ်ခုသတင်းကမန္တလေးတိုင်းနထိုးကြီးမြို့ပေါ်တွင်အရေးထွက်ဝယ်သည့်စစ်သား2ဦးကိုအနှင်းကပြစ်ခတ်တက်ခတ်ခဲ့ရမှာ2ဦးလုံးသေဆုံးပြီးတနက်နဲ့လည်းတင်းစီရရှိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကကိုရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒါကတော့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကအရေးထွက်ဝယ်နေတဲ့စစ်သား2ဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာ2ဦးလုံးပုတ်ချိမိသေဆုံးသွားပါတယ်ဒီထက်မှာလက်နဲ့လေတင်းစီရရှိခဲ့လို့သိရှိရပါတယ်ဒါအပြင်မကွေးတန်းစလင်းစေတုတရလမ်းဘက်မှာရှိတဲ့အကျန်းဖက်စစ်တပ်၏စစ်ရှင်မိုင်ကောင်စကန်ကိုတက်ခတ်သိမ်းပတ်ပြီးစစ်တောင်းပန်း4ဦးအရှင်ဖမ်းဆီးရမိကတနက်9လက်တင်းစီရရှိခဲ့ကြောင်းပေါ်ခုခရံအမတ်6တရင်ကပြောဆိုပါတယ်ဒါက AP လတရက်နေ့တွင်စလင်းစေတုတရလမ်းဘက်မှာရှိတဲ့အကျန်းဖက်စစ်တပ်၏စစ်ရှင်မိုင်ကောင်စကန်ကိုဒေါ်လန်ရဲတပ်ဖွဲ့များကဝန်ရော့တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီစကန်ကိုဒေါ်လန်ရဲတပ်ဖွဲ့များကအပြည့်အတက်ခတ်သိမ်းပတ်ခဲ့ပြီးစစ်တုံးပန်း4ဦးအရှင်ဖမ်းဆီးရမိက MA1 တနက်2လက် MA3 တနက်2လက် MA79 တလက်နဲ့ခေရန်အချို့ကိုတင်းစီရမိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါစကန်တင်းတပ်ပွဲကိုပေါ့ခုခရံအမတ်နှစ်တရင်မှာစစ်ကြောင်းမူဦးဆောင်ရွယ်ပေါ့ခုခရံအမတ်6ခွန်း14အား15စခွန်းတရင်များမြန်ပကဖတ်နဲ့မင်းမှုခရံမအမတ်တိတရင်တို့ကပူပေါင်းပါဝင်တက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ဒါကတော့ဒေါ်လာရေးတပ်ဖွဲ့တွေကတင်းပတ်ရရှိထားတဲ့ဆက်ရှင်မန်ကောင်းစကန်ပေါ့နော်ဒီထဲမှာစစ်တုံးပန်း၄ဦးအရှင်ဖန်စီရမိခဲ့ပါတယ်နောက်တစ်ခုသတင်းကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေရဲ့ပြည်သူတွေပေါ်ရုံမှမှုကိုတင်ဆက်ပေးရမယ်ဒါကစကန်မြို့တွင်ငလင်ဘေးကုငကြီးရဲ့ရက်ခါဆဲအိမ်မြတ်ကိုပြည်သူများထံသို့မပေးဘဲဆွေမင်းဝန်ရက်ကွက်အုပ်ချုပ်ရေးမှုဆက်အောင်ဖြိုးကပြန်လေရောင်းချနေလို့သိရှိရပါတယ်ဒါပြင်မင်းသားတွင်လည်းလက်ပတ်ဆက်ရွာအုပ်ချုပ်ရေးမှုထွန်းဦးကငလင်ဘေးကုငကြီးရဲ့ပစ္စည်းများကိုတင်းစီပြန်လေရောင်းနေလို့သိရှိရပါတယ်အခုငလင်ဘေးအတွက် WFP ကထောက်ပံ့တဲ့ဆန်အိတ်တွေလည်းကျွန်တော်တို့ရက်ွက်မှာမရသေးဘူးအခြားရက်ွက်တွေကတော့ရနေကြပြီဆိုတော့ဆက်အောင်ဖြုတ်ကစစ်တပ်အာဏာသိမ်းပြီးမှအုတ်ချွရေမှုတက်လို့တယ်နေခင်ရက်ွက်ထဲမှာနေတယ်ညဆိုရင်တက်မ33ထဲကိုအဲ့တော့သွားအိတ်တယ်စစ်တပ်ကိုပန်တော့လွတ်ချင်တာကိုလွတ်ရတယ်ဟုပြည်သူတို့ကပြောဆိုတာဖြစ်ပါတယ်ဒါကပြည်သူတွေရဲ့ပုံရင်ထုတ်ပတ်မှုကိုရောင်းစားနေတဲ့အုတ်ချိုရီမဦးတအူးရဲ့အကြောင်းတွေကိုပြောပြနေတာဖြစ်ပါတယ်
နောက်ထပ်သတင်းကစကန်တန်အင်းတို့မြို့သိမ်းတပ်ဖွဲ့တွင်ဖမ်းဆီးရရှိသောစစ်တောင်ပန်းတပ်မခုခွန်းတပ်မမှုဗိုလ်မှူးချုပ်အောင်တက်ဦးနဲ့တပ်သားများကိုစစ်ဆေးနေပြီးထွက်ဆိုချက်နဲ့စစ်ဆေးတွေ့ရှိချက်ပေါ်အခြေခံတရားစီရင်ပဲဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရောင်ပြောရေးဆိုခွင့်ရှိသူဦးနိုနေဖောင်းလက်ကပြောဆိုထားပါဒါကတော့အင်းတို့မြို့မှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့၄နှစ်သားလေးတွေကနင်း90တက်တော်ကြီးတက်မတော်ကြီးစဒန်နဲ့အာမင်ကြီးကိုသိမ့်ပတ်တဲ့ချိန်မှာဖမ်းဆီးရမိထားတဲ့စစ်သုံးပန်းတွေရဲ့ဗိုလ်မှူးချုပ်အဆင့်တွေကိုဖမ်းဆီးရမိထားတဲ့လူတွေကိုစစ်ဆေးမှုတွေကိုအရေးယူသွားမယ်လို့ပြောဆိုထားဖြစ်ပါတယ်။နောက်တစ်ခုသတင်းကစစ်တပ်အနေနဲ့မရေးကြီးအပါဝါနိုင်ငံတော်ဝန်မှာကလေးတွေပါမချမ်းပြစ်ခတ်တဲ့အကြောင်းအေဂျီရီယာနဲ့အင်တာဗျူးမှာယုံမင်းထွန်းကအတီအလင့်ကိုဝန်ခံထားပါတယ်။ဒါအပြင်ဘလူတွေပြင်ပြီးတော့ပြောဆိုထားလဲဆိုလို့ရှိရင် ICC အပါဝါနိုင်ငံတကာတရားရုံးများတွင်မင်းအောင်လှိုင်နဲ့စစ်ကောင်းဆောင်များကိုတရားစွဲဆိုနေမှုများအပေါ်ဘာအကြောင်းနဲ့မှစိုးရင်စရာမရှိဘူးဟုယုံမင်းထွန်းကပြောဆိုထားပါတယ်ဒါကတော့ရွတ်တန်ဖန်တဲ့တကွာထုတ်ပြန်လာပါတယ်စကန်ကလင်ဘေးအဆိုးဆောင်ခံခဲ့ရတဲ့မန္တလေးမြို့တွင်မနေ့ကဧပြီလ15ရက်နေ့ညနေပိုင်း၌မိုးသေးထန်စွာရွတ်သွန်းပြီးရေဘေးပါကြောင်တွက်နေကအစွတ်အောင်အချို့လဲထက်မှန်ပြူကျနေလို့သိရှိရပါတယ်ဒီကတော့ဒီနေ့နောက်ဆုံးရရှိထားတဲ့သတိထုတွေကိုတနက်တလို့ကျွန်တော်ပြင်ပြီးတော့မျက်ဝေပြီးတော့ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်ရှုအပ်ပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ